코리아사 단트라 가운칭인 디체클리리고 라이려지바. 안녕하세요, 인소입니다. 오늘은 제가 한국어 공부를 시작했을 때부터 지금까지 연습을 해온 쿨팁 몇 가지를 알려드릴게요. 먼저 제가 꼭 하고 싶은 말이 있어요. 그게 뭐냐면 우리는 외국인이고 한국 사람이 아니잖아요. 그래서 한국 사람처럼 발음은 똑같이 넣는 건 사실 쉽지 않아요. 물론 한국 사람처럼 발음이 좋은 사람들도 있죠. 근데 그런 분들은 그렇게 많지는 않아요. 그걸 알아두시면 좋겠어요. 에로 배책리를 비함레수라 살라미노 파타마우선 듣고니네 코리아 바다사가 마모부 바다사가 듣고 때미소라네 바다사가 듣고에 했다보노 비리에 했다 따라리에 했다 비네 따라네 바운네 했다고တေချာသိရပါမယ်။တိတိကျကျသိပြီးတော့ပြပြတတ်တာထွက်တတ်ရပါမယ်။ဒီဟာကတော့လုံးဝဘာသာစကားတစ်ခုရဲ့အသက်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါတွေသိမှာပဲတခြားအဆင့်တွေကိုကောင်းကောင်းသွားနိုင်မယ်ပေါ့နော်။အဲ့တော့ကိုယ့်အကိုတစ်ချက်လောက်ပြန်မေးကြည့်ပါ။ဒီဖြီးတွေတရတွေဖြီးနဲ့တရနဲ့ပေါင်းတဲ့အတန်တွေကိုတေချာထွက်တတ်ရဲ့လားပြပြတတ်ထွက်တတ်ရဲ့လားလို့ပြန်မေးကြည့်ပါ။တကယ်လို့မသိဘူးမသိတာလေးတွေရှိရဆိုရင်ကျွန်တော်ရဲ့ချက်ပေါက်မှာမေးထားပါကျွန်တော်ကအားတဲ့ချိန်ဖြည့်ပေးပါမယ်ခင်ဗျာဒုတိယတစ်ခုအနေနဲ့အရေးကြီးတာကတော့အသက်တန်တွေကိုပြပြတတ်ထွက်တတ်ဖို့ပဲဖြစ်ပါတယ်အဲ့တော့အသက်တန်တွေကိုကျွန်တော်တို့ကတေချာမထွက်တတ်ဘူးဆိုရင်ကိုပြောချင်တာကအဓိပ္ပာယ်တစ်ခုတစ်ဖက်လူနားလေသွားတာကအဓိပ္ပာယ်တစ်ခုဖြစ်နိုင်ပါတယ်အဲ့တော့အသက်တန်တွေကိုပြပြတတ်ထွက်ပေးရပါမယ်ဒီတစ်ခုမှလည်းကိုယ့်အကိုတစ်ချက်လောက်ပြန်မေးကြည့်ပါအသက်တန်တွေကိုတေချာထွက်တတ်ရလားပြပြတတ်ထွက်တတ်ရလားဆိုတာပြန်မေးကြည့်ပါတကယ်လို့မထွက်တတ်တာလေးတွေရှိတယ်မသိတာလေးတွေရှိတယ်ဆိုရင်အခုနလိုပဲကျွန်တော်ရဲ့ချက်ပေါက်မှာမေးထားပေးပါခင်ဗျာကျွန်တော်ကတေချာပြန်ဖြေပေးပါမယ်ပြီးတော့ဒီဖြီးအတန်တွေတရအတန်တွေဖြီးနဲ့တရပေါင်းဆက်တဲ့အတန်တွေအသက်တန်တွေကိုလေ့ကျင့်တဲ့အခါမှာဗဇက်ကိုကြည်ကြည်ဖွင့်ပြီးတော့လေ့ကျင့်ပေးရပါမယ်အဲ့တော့ဗဇက်ကိုတေချာလေးလှုပ်ရှားပေးပြီးတော့မှလေ့ကျင့်ဖို့လိုပါတယ်နောက်တစ်ခုကတော့ sharing လုပ်တာပဲဖြစ်ပါတယ်သူတို့နဲ့တစ်ထက်တည်းပေါ့နော်တစ်ချိန်တည်းမှာပဲသူတို့လိုလိုက်ပြောတာပဲဖြစ်ပါတယ်အဲ့တော့ဒါလုပ်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အတန်အနေအမြင့်အတက်အကျ flow လေးတွေလေ့လာလို့ရမယ်ပြီးတော့အဖြတ်တောက်ကလေးတွေလည်းလေ့လာလို့ရမယ်ပေါ့နော် YouTube ကိုတွားပြီးတော့ Korean Sharing Practice လို့ရိုက်ရှာလိုက်မယ်ဆိုရင်အဲ့ဒီမှာလေ့ကျင့်စရာဗီဒီယိုတွေအများကြီးကြားလာပါလိမ့်မယ်အဲ့ဒီမှာတွားပြီးတော့လေ့ကျင့်လို့ရပါတယ်နော်နောက်တစ်ခုကတော့ကိုယ့်အတန်ကိုအတန်သွင်းပြီးတော့မှပြန်နှားထောင်တာပဲဖြစ်ပါတယ်အစဘိုင်းမှာကတော့ကိုယ့်အတန်ကိုသဘောကျနိုင်စရာအကြောင်းမရှိပါဘူးကျွန်တော်လည်းမကြပါဘူးဒါပေမဲ့ဒါကိုယ့်ရဲ့တိုးတက်မှုပေါ့နော်စကားအတန်ထွက်တိုးတက်မှုမှာအများကြီးအထောက်အကူဖြစ်ပါတယ်ကိုယ့်ရဲ့တိုးတက်မှုအများဆုံးမြင်နိုင်တဲ့နီလန်းပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းလုပ်ကြည့်စေချင်ပါတယ်ထပ်ဆောင်လေ့ကျင့်ဖို့ပြောချင်တာကတော့ကိုရီးယားလူမျိုးတွေနဲ့စကားများပြောချင်ဖို့ပါကိုပတ်ဝန်းကျင်မှာကိုရီးယားလူမျိုးတွေရှိတဲ့သူတွေရှိမယ်မရှိတဲ့သူတွေလည်းရှိမယ်ပေါ့နော်တကယ်လို့ကိုပတ်ဝန်းကျင်မှာကိုရီးယားလူမျိုးတွေမရှိဘူးဆိုရင် Hello Talk တို့ Hi Local တို့ application တွေကို down ပြီးတော့မှစကားပြောချင်ပါအဲ့ဒီ application တွေမှာကိုရီးယားသားအစစ်တွေနဲ့စကားပြောလို့ရတယ်လို့ကိုရီးယားစာလေ့လာနေတဲ့နိုင်ငံခြားသားတငယ်ချင်းတွေလည်းအများကြီးရှိပါတယ်စကားသွားပြောလေ့ကျင့်ကြည့်လို့ကောင်းပါတယ်အားလုံးထက်အရေးကြီးဆုံးကတော့စပယ်ရှိနဲ့ပုံမှန်လေးလုပ်ဖို့ပါအတန်တော့ကောင်းဖို့ပဲဖြစ်ဖြစ်ကိုရီးယားစာတော့ဖို့ပဲဖြစ်ဖြစ်ဘာပဲလုပ်စပယ်ရှိနဲ့ပုံမှန်လေးလုပ်တယ်ဆိုရင်တော့ကိုလိုချင်တဲ့ပန်းတိုင်ကိုအမြန်ဆုံးရောက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ပုံမှန်လေးလုပ်ကြည့်ပါပုံမှန်လေးလုပ်ရင်တော့တေချာပေါက်တိုးတက်လာပါတယ်အားမခံပါတယ်ဒီနေ့လက်နေတိုင်းလုပ်မယ်ဆိုရင်တော့နောက်ထပ်ပြီးတော့လေကိုရီးယားနဲ့ပတ်သက်တဲ့ဘူးတူတာတွေကိုကျွန်တော်တည်တဲ့လောက် share ပေးအောင်ပါမလို့စိတ်ဝင်စားရဆိုရင် like and follow လေးတစ်ချက်လုပ်ခဲ့ပေးပါခင်ဗျာ follow လုပ်ထားတဲ့တန်တဲ့ဘူးတူတာတွေကိုဒီအကောင့်နဲ့ sharing လုပ်ပေးပါမယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ် bye bye